today's video, I'm going to share 6 tips that you can use to be able to read English books easily. ဒီနေ့ဗီဒီယိုထဲမှာ English စာအုပ်တွေကိုလွယ်လွယ်ကူကူနဲ့ဖတ်နိုင်ဖို့အတွက် tips 6ခု sharing လုပ်ပေးမယ်။အဲ့တော့ sharing မလုပ်ခင်မှာတစ်ချက်ပြောချင်တာတော်တော်များများ English စာလေ့လာနေတဲ့သူတွေက English စာတိုးတက်ဖို့အတွက် English books တွေကိုဖတ်ချင်တယ်။ဒါပေမဲ့တကယ်တမ်းဖတ်တဲ့အခါကျတော့မသိတဲ့ vocabulary တွေပါလာလို့ဆိုပြီးတချို့ကလည်းဆက်ပြီးတော့မဖတ်ပြဘူး။တချို့ကလည်း dictionary ကြည့်တယ်။ဒါပေမဲ့ကြည့်ပြီးတဲ့အခါမှာပင်ပန်းပြီးတော့မှဆက်ပြီးတော့မဖတ်နိုင်တော့ဘူး။အဲ့တော့ဒီနေ့ဗီဒီယိုထဲမှာပြောပြပေးမယ့်နည်းလမ်း6ခုကတကယ်ကိုရိုးရှင်းပြီးတော့လဲကူတယ်။တေချာလေးလိုက်လုပ်မယ်ဆိုရင်တကယ်ကိုအင်္ဂလိပ်စာအုပ်တွေကိုလွယ်လွယ်ကူကူနဲ့ဖတ်ပြသွားမယ်။စာဖတ်ရတာလည်းပြောသွားမယ်။ Okay, so let's get started with tip number 1. Tip number 1ကကြတော့ read more. ဘာပြောချင်တာလဲဆိုရင်စာကိုများများဖတ်နိုင်အောင်လုပ်ပါစာများများဖတ်ပြီးဆိုရင်စာဖတ်နှုန်းကမြန်လာမယ်စာဖတ်နှုန်းမြန်လာပြီးဆိုရင်နားလည်မှုစွမ်းရည်ရတယ်တိုးလာမယ်အဲ့တော့စာဖတ်မြန်အောင်ဘယ်လိုဖတ်ရမှာလဲဆိုလို့ရှိရင်စာဖတ်တဲ့ကမှာတစ်လုံးချင်းရှောက်ဖတ်နေတာမဟုတ်ဘဲနဲ့ phrase alike အတွဲလိုက်ပြီးဖတ်ပါတကယ်တမ်းစာအုပ်တွေမှာရေးထားတဲ့ပုံစံတွေက idiom တွေ phrase တွေ phrasal verb တွေကိုသုံးပြီးတော့ရေးထားတာဖြစ်တဲ့အတွက်တစ်လုံးချင်းတွေသွားဖတ်နေပြီးတော့ဘာသာတွေတက်နေရင်တော့လုံးဝစာဖတ်တဲ့နှုန်းကမြန်လာမှာမဟုတ်ဘူးစာလည်းများများဖတ်နိုင်မှာမဟုတ်ဟုတ်ပြီအဲ့တော့စာများများဖတ်နိုင်ဖို့အတွက်ကအခုလို phrase လိုက်ပြီးဖတ်မယ်သူ့ရဲ့ကြိုးကျေးသူကဘာတွေလဲဆိုရင်တော့စာဖတ်တာများလာမယ်မြန်လာမယ်ဆိုလို့ရှိရင် vocabulary တွေတိုးပွားလာမယ် grammatical knowledge တွေလည်းတိုးပွားလာမယ်ဆိုတော့ဒီညမှာတစ်ခုမေးစရာရှိတယ်စာများများဖတ်ပါများများဖတ်ပါမြန်မြန်ဖတ်ပါဆိုတော့ဟုတ်ပါပြီဒါပေမဲ့မသိတဲ့စလုံးတွေပါလာတယ်ဘယ်လိုလုပ်မြန်မြန်ဖတ်လို့ရမှာလဲကိုမမသိတဲ့စလုံးတွေပါဟုတ်ပြီအဲ့ဒီဟာကိုလည်းနောက်ပိုင်းမှာပြောသွားပေးမယ် read easy booksဆိုတော့လွယ်တဲ့စာအုပ်တွေကိုဖတ်ပါနံပါတ်2နီးလန်းကလွယ်တဲ့စာအုပ်တွေကိုဖတ်ကိုယ့်အတွက်လည်းကိုယ်ရဲ့စာအုပ်ကိုယ့်ရဲ့ level နဲ့ကိုက်တဲ့စာအုပ်ဒါမှမဟုတ်လည်း level တဲ့နေရင်လည်းနေနေလေဒီလိုစာအုပ်တွေကိုဖတ်ခြင်းအပြင်လွယ်တော့ကိုကနားလေတယ်နားလေတော့စာဖတ်ရတာကိုပျော်ရွှင်လာတဲ့များများဖတ်ပြသွားတယ်ဒီနေရာမှာတစ်ချက်တချို့တွေပြောကြတယ်ဆိုရင်အင်္ဂလိပ်စာတိုးတက်ချင်လို့ဖတ်ပါဆိုလွယ်တာတွေဖတ်နေဘလို့အင်္ဂလိပ်စာတိုးတက်မှာလဲခတ်တဲ့စာအုပ်တွေကိုဖတ်မှာကိုယ့်ရဲ့အင်္ဂလိပ်စာ level ကတိုးတက်မှာပေါ့အဲ့လိုမျိုးဒါပေမဲ့အဲ့လိုထင်တာတကယ်တော့မှားပါတယ်ခတ်တဲ့စာအုပ်တွေကိုဖတ်ပြီးဆိုလို့ရှိရင်တော်တော်များများဆက်မဖတ်ပြတော့ကိုယ့် level နဲ့မကိုက်တာဖြစ်မယ်မသိတဲ့စလုံးတွေကလည်းများနေတော့လွယ်တာကနေစပါလွယ်တာကနေစရင်တဖြည်းဖြည်းနဲ့ခတ်တာတွေကိုဖတ်နိုင်သွားမယ်ပေါ့နော်နောက်တစ်ခုပြောချင်တာကဘာလဲဆိုရင်ကိုတကယ်စိတ်ဝင်စားတဲ့စာပေကိုပဲဖတ်ပါအင်္ဂလိပ်လိုရေးထားတဲ့ဘယ်စာအုပ်မဆိုဖတ်တယ်ဆိုရင်ကိုကအင်္ဂလိပ်စာလည်းပဲဒီတိုးတက်မှာပဲတချို့တွေကဒီစာအုပ်ဖတ်ရင်တော့အင်္ဂလိပ်စာလည်းပဲတော့တိုးတက်ဖို့အရင်ကောင်းတယ်ဒါပေမဲ့ကိုကအဲ့လိုစာမျိုးစိတ်ဝင်စားဘူးဆိုရင်တော့မဖတ်နဲ့ဥပမာကိုကဒီ romance novel တွေကြိုက်တာလား science fiction တွေကြိုက်တာလား detective story တွေကြိုက်တာလားဒါမှမဟုတ်တက်ကြမ်းတွေပဲကြိုက်တာလားကိုကြိုက်တဲ့စာကိုရွေးပြီးတော့ဖတ်မှကိုစိတ်ဝင်စားပဲစိတ်ဝင်စားမှရှေ့ဆက်ပြီးတော့ဖတ်လို့ရမယ်အခုပြောချင်တာဒီနေ့ဒီခေတ်အခါမှာဒီအင်္ဂလိပ်စာအုပ်တွေကိုပေါ့နော်ဝယ်ပြီးတော့လည်းမဖတ်ချင်ဘူးဆိုလည်းကိစ္စမရှိဘူး။နောက်စာကြည့်လိုက်မရှိဘူးဆိုလည်းကိစ္စမရှိဘူး။ e-book တွေကရှိပြီးသား website တွေမှာ free သွားဖတ်လို့ရတယ်။အဲ့တော့တကယ် free website တစ်ခုကိုဒါ recommend လုပ်ပေးရမယ်ဆိုရင် graded reader တွေကိုသွားဖတ်ပါ။ तू က level လိုက်တွေခွဲပေးထားတယ်။ elementary, intermediate, advanced ဆိုပြီးတော့ free ဖတ်လို့ရတယ်။အဲ့ဒီလိုစာအုပ်တွေကိုသွားပြီးတော့မှဖတ်ပါတကယ်အင်္ဂလိပ်စာဆွဲကိုတိုးတက်စေတယ်။နောက်တစ်ခုကကျတော့အရှာဆိုလို့ရှိရင် physical books တွေကိုဖတ်တာအရင်စိတ်ဝင်စားတယ်။နောက်တစ်ခုစောင်းအဟောင်းဝယ်ရတာကိုစိတ်ဝင်စားတယ်။အသစ်တွေထက်အဟောင်းတွေဝယ်ရတာကိုစိတ်ဝင်စားတယ်။ပို့ပြီးတော့ကြိုက်တယ်။အဲ့တော့ဈေးနှုန်းကြောင့်တစ်ခုတည်းလည်းမဟုတ်ဘူး။နော်။အဲ့တော့အဟောင်းဝယ်ရတာကိုကြိုက်တယ်။ဘာလို့ကိုမဖတ်သေးရင်ဒီစာအုပ်ကအသစ်ပဲ။တချို့တွေရှိပါတယ်အတူတူပဲဒီ physical book တွေပဲဖတ်ချင်တာ e-book မဖတ်ချင်ဘူး။စောင်းဈေးတွေကလည်းများနေဆိုရင်အဟောင်းလေးတွေကဝယ်ဖတ်ပါ။အသစ်က2000ကျော်တဲ့အချိန်မှာအဟောင်းက3-500ပဲရှိတယ်။အဲ့တော့အရှာမှာရှိတဲ့စာအုပ်တော်တော်များများလည်းအဟောင်းတွေကများတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစာအုပ်အဟောင်းလေးတွေဝယ်ဖတ်လဲရတယ် e-book တွေဖတ်လဲရတယ် reread books that you found particularly interesting အဲ့တော့ကိုကြိုက်တဲ့စာအုပ်တွေကိုထပ်ခါဖတ်ပါကိုစာအုပ်ဖတ်ပြီးသွားပြီဒီစာအုပ်ကိုကြိုက်တယ်ဆိုရင်ထပ်ပြီးတော့ဖတ်ပါပထမတစ်ခါဖတ်တာနဲ့ဒုတိယတစ်ခါဖတ်တာမတူနိုင်ဘူးဒုတိယတစ်ခါနဲ့တတိယတစ်ခါလည်းမတူနိုင်ဘူးဖတ်လေပိုပြီး smooth ဖြစ်လာတယ်ပိုပြီးတော့မြန်လာလေ vocabulary တွေ grammar pattern တွေ sentence structure တွေကိုမှတ်မိလာလေပဲအဲ့အတွက်ဟိုအိုက်ရှာဆိုလို့ရှိရင်စာအုပ်ဖတ်ပြီး3-4ခေါက်ပြီးမြန်ဖတ်တယ်အဲ့ဒီချိန်အောက်ထက်ကဒီ dialogue တွေsentence structure တွေ vocabulary တွေကိုမှတ်မိနေတယ်အထူးသဖြင့်စာအုပ်ကဒီ idea တွေရတယ်အင်္ဂလိပ်လိုပြောဖို့တော့ကို speaking လေ့ကျင့်တဲ့အခါကြာလို့ရှိရင်လည်းတချို့တွေကပြောတာပေါ့နော် your answer is very good you have a lot of knowledge ဒီလိုတွေပြောတယ်ဆိုတော့ဒါကဘာလဲဆိုလို့ရှိရင်စာအုပ်ဖတ်ခြင်းကနေပဲရတာ
တင်ရဘူးသူကရနိုင်တယ်လို့တကယ်တော့စာအုပ်ကရတဲ့ဘူးသူကဘာနဲ့မှမတူဘူးစာအုပ်ဖတ်လို့တည်လာတာအဲ့တော့စာအုပ်ဖတ်တဲ့လူနဲ့မဖတ်တဲ့လူနဲ့လည်းကွာရဆိုတော့ဒါဟုတ်ပြဘယ်သူမှတမူကြီးထူးကြုံပြီးတော်နေတာမဟုတ်ဘူးလုပ်တဲ့လူရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့စာအုပ်ဖတ်တာက speaking အတွက်လည်း idea တွေကိုရစီတာတော့အမှန်တကယ်ပဲ read for general understanding အဲ့တော့စာအုပ်တွေဖတ်တဲ့အခါမှာ extensive reading ကိုအသုံးပြု extensive reading ဆိုတာကကိုကဤဒီမျိုးလိုက်ပြီးတော့မှအတိတ်ပဲရှာနေရတာမှတ်နေရတာမျိုးမဟုတ်ဘူး intensive reading မဟုတ်ဘူး extensive reading ဆိုတာအဓိကရည်ရွယ်ချက်ကစာများများနဲ့မြန်မြန်ဖတ်နိုင်ဖို့အခု extensive reading ရဲ့နောက်ထပ်ကောင်းတဲ့အားသာချက်ကိုကဘာလဲဆိုရင်ကိုမသိတဲ့စလုံးတွေကို skip လုပ်လိုက်လို့ရတယ်အဲ့ဒီလိုလုပ်လိုက်တဲ့အတွက်လည်းကိုက guilty ဖြစ်စရာမလိုငါတော့စာအုပ်ဖတ်ပြီးတော့ဒီ meaning လည်းမရှာဘူးမကြည့်ဘူးငါဖတ်နေတာအလကားပဲဖြစ်နေပြီလားလို့တွေးစရာမလိုကိုကစာအုပ်ရဲ့ general understanding ကိုရနေသည်ကိုဒီစာအုပ်ကိုဖတ်နေတာအကျိုးရှိတယ်အဲ့တော့ရှေ့ပိုင်းမှာပြောခဲ့သလိုပေါ့စာများများဖတ်ပါလို့ပြောခဲ့တယ်စာများများဖတ်ဖို့မသိတဲ့စလုံးတွေပါလာရင်ဘယ်လိုလုပ်ရမလဲဆိုတော့အခုဒီမှာအဖြေပေးမယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုဖတ်နေတဲ့စာအုပ်ရဲ့ဥပမာ novel တွေဖတ်နေတယ်ဝတ္ထုဖတ်နေတယ်ထားပါတော့အဓိကcharacter တွေကဇက်ဆောင်တွေကဘာတူတွေလဲကိုကိုပြန်မေးကိုပြန်မေးဇက်ဆောင်တွေကိုသိလားပြီးတော့ where are they သူတို့ကဘယ်နေရာတွေမှာလဲသူတို့ရဲ့အခန်းကဏ္ဍကပါတယ်လေကိုပြန်မေးကိုသိလား what are they doing ဘာတွေလုပ်နေလဲဆိုတော့ဒီ၃ချက်ကိုက character တွေကဘာတူတွေလဲသူတို့ကဘယ်နေရာတွေမှာလဲသူတို့ဘာတွေကိုလုပ်နေတာလဲအဲ့ဒီ၃ချက်နားလေတယ်ဆိုရင်အဲ့ဒီဝတ္ထုစာအုပ်ရဲ့ general understanding ကိုရတယ်ကိုနားလေအဲ့ဒီလိုကိုပြန်ပြီးတဲ့အခါမှာတိတ်ပြီးတော့ဘာမှတည်ကိုမသိဘူးနာမည်တွေကလည်းအများကြီးပဲဝတ္ထုတွေမှာဘယ်သူကဗာလဲဒီခေါင်းဆောင်main character မှလည်းကိုမသိဘူးဘသူရဲ့ role ကဘာလဲမသိဘူးဘသူကဘာလုပ်တာလဲလည်းမသိဘူးရောထွေးနေရဆိုရင်တော့ကိုရွေးထားတဲ့စာအုပ်ကကိုရဲ့ level နဲ့မကိုက်လို့ပဲအဲ့လိုမျိုးစာအုပ်ကြဆက်ပြီးတော့ဖတ်စရာမလိုဘူးအဲ့တော့ဒီနေရာမှာတစ်ခါလေးပြောချင်တာတချို့ကြောင့်လည်းကိုမသိတဲ့ vocab တွေလေးကားလုံးမသိတော့ပါလာပြီဆိုရင်တော့ဒီစာအုပ်ကငါနဲ့ level မကိုက်ဘူးဆိုပြီးဆက်မဖတ်ကြတော့တာလည်းရှိတယ်အဲ့လိုလည်းမဟုတ်ဘူးပေါ့ခုနပြောတဲ့နီလန်သုံးခုနဲ့ကြိုးစားပြီးတော့မှဖတ်ကြည့်ကိုတကယ် main character တွေကိုသိလားသူတို့ရဲ့ role တွေကိုကိုသိလားသူတို့ဘာလုပ်နေလဲဆိုတော့ကိုသိလားဒါဆိုရင်စောင်းကိုဆက်ပြီးတော့ဖတ်လို့ရတယ်အဲ့ဒီနီလန်နဲ့ဆိုရင်ကိုမီးနေမသိတဲ့စလုံးတွေအများနေရင်တော့မှစာအုပ်ကိုရှေ့ဆက်ပြီးပြီးဆုံးအောင်ကိုဖတ်လို့ရတယ်အဲ့တော့နောက်ဆုံး tip ကကြတော့ dictionary လုံးဝမသုံးပါနဲ့အဲ့တော့မသိတဲ့စလုံးတွေကို dictionary မှာရှာရမယ်လေခုနပြောခဲ့တယ်လေကိုက extensive reading လုပ်နေတာမသိတဲ့စလုံးကို skip လုပ်လို့ရတယ် dictionary မှာတွားရှာလိုက်ပြန်ဖတ်လိုက်အရသာပြည့်တယ်စာဖတ်ရတဲ့အရသာအရင်ပြည့်တယ်ဆက်ပြီးတော့လည်းမဖတ်ပြဘူးအဲ့တော့ dictionary မကိုင်ပါနဲ့စောက်ကိုပို့ပါပဲကိုင်ပါခုနပြောထားတဲ့နီလန်းအနေနဲ့ကိုနားလည်မလဲစတက်ပြီးတော့မှစာကိုများများဖတ်နိုင်အောင်လုပ်ပါ vocab အသစ်တွေကိုမျက်စိနဲ့မြင်နိုင်တဲ့အနေထားရအောင်လုပ်ပါဒီလိုနီးနားနဲ့စာအုပ်ဖတ်မယ်ဆိုရင်ကိုယ့်ရဲ့အင်္ဂလိပ်စာအရေးအချင်းကိုလည်းတိုးတက်စေတယ်စာဖတ်ရအောင်လည်းပြောသေးသလို knowledge တွေကလည်းအများကြီးရတယ်အဲ့ဒီ knowledge တွေက speaking မှာမဟုတ်ဘူးအပြင်လောကမှာလည်းအရန်သုံးဝင်တယ်ဆိုတော့ဒီနီးလန်းလေးတွေကိုလိုက်သုံးပြီးတော့မှအားလုံးပဲအင်္ဂလိပ်စာရေးချင်းတိုးတက်ကြပါစေI'm going to see you in my next video